website တဲ့ဝင်တဲ့ဒါမျိုးမြင်ရမှာဖြစ်ပါတယ်ကျွန်တော် Brazil ပုံနဲ့မြင်နေရမှာ Brazil ပုံနဲ့မြင်နေရမှာဆိုတော့ translate လုပ်ဖို့ပါတယ်ဒီမှာတော့ translate လုပ်လိုက် translate လုပ်လိုက်အင်္ဂလိပ်စာနဲ့ပြသွားမှာပေါ့အင်္ဂလိပ်စာနဲ့ပြသွားရင် login ဝင်ရတင်တော့ login ဝင်ဖို့ဒီမှာညဘက်တောက်မှာတော့ login ကိုနှိပ်လိုက်ချက် login ဝင်လို့ရဒီရရှိရ Google နဲ့ဝင်လို့ရ Facebook နဲ့ဝင်လို့ရ Apple နဲ့လည်းဝင်လို့ရတယ်ကျွန်တော် Google နဲ့ဝင်တာဆို Google နဲ့ပဲဝင်ပြမယ်တကယ်လို့ခုမှစောင့်ဝင်မယ်ဆိုတော့ဒီလိုမျိုးချက်ချင်းဝင်သွားမှာတော့မဟုတ်ဘူး verification code ပါညာတာကထည့်ရမယ် personal information တွေထည့်ရမယ်ပေါ့နော် EBD တဲ့ရောက်ပြီဆိုရင် smile code မှာဒီမှာအဲ့လိုပုံလေးပေါ်လာရင်ရပြီပေါ့နော်ပေါ်လာရင်ကိုယ်မှာပတ်စံထည့်ပြီဆိုရင်သွားကြည့်လို့ရတယ်ဒီမှာပတ်စံထည့်နေရတော့နောက်ထပ်ဗီဒီယိုလေးလုပ်ပြီးပေါ့နော်ပတ်စံထည့်ကျွန်တော်19 point ရှိပေါ့နော်ကိုလောကြော mobile legend မှာစိန်ဖြည့်မယ် package ထည့်မယ်ဆိုတော့ mobile legend လေးကိုတစ်ချက်ထောက်ပြီးဒီမှာ ID ကဒီမှာ ID ထည့်ရမယ်ဒီမှာ region ID ထည့်ရမှာပေါ့နော်ဒီအောက်မှာဒါမျိုးလေးစာလေးပေါ်နေမှာစင်ကြည့်မှာမဟုတ်တော့မရဘူးဒါတော့ရတယ် package ဒါ e-library package တို့ e-payment monthly package တို့ဒါ double diamond က50ထည့်ရင်ပထမဆုံးခါ50ထည့်ရင်50ရအောင်50 bonus ရမှာပေါ့နော်တဘောဗျာ50ပြင်100ရမယ်150ပြင်300ရမယ်တောင်းလို့ပေါ့ဒါကြတော့ရိုးတိုင်းပေါ့နော်180တဲ့335 bonus ပါတယ်ပေါ့နော်ဒါတော့ diamond weekly pass ဒါတော့ weekly pass အဲ့တော့ပတ်စံပေးခြင်းလို့ရတာ၄မျိုးရှိရပါတော့ကျွန်တော်တို့ကတော့ဒီ face pay တွေ face တွေ lottery ရ300အဆင်ပြီးတော့ကျွန်တော် smile coin နဲ့ပဲပုံတယ် smile coin ထည့်နေပြီးတော့နောက်မှဒီလိုတစ်ခုတက်လုပ်ပြီးအဲ့နဲ့တူတူပဲ PUBG ဆိုလဲဒီကျွန်တော်တို့မတွေ့ဘူးဆိုရင် PUBG ရိုက်ချလို့ရတယ် PUBG mobile code နဲ့လိုက်အဲ့တိုင်းပဲဒီမှာ UC ကိုရချင်တဲ့ဟာထည့်ပြီးတော့ smart coin ပေးချင်ပါ smart coin ထည့်နေတော့နောက်တဲ့ video လုပ်ပြီး